ဆရာနောက်ထပ် phrasal verb လေးတွေထပ်တင်ပြလိုက်တယ်နောက်တစ်ခုကကြတော့ဆရာတို့ pass out ဆိုတာက faint ဆိုတာကမေ့မျောသွားတာเนาะသတိမရတော့တာ I really pass out เนาะ I really pass out when I drink alcohol beyond the limit ဆိုတာကကန့်သက်ချက်တဲ့ကြော်ပြီးတော့ alcohol တောက်တဲ့ချိန်မှာငါ really pass out ဆိုတာငါမှောက်သွားတယ်လို့ပြောတာเนาะငါ pass away ဆိုတာက die သေဆုံးတာလို့ခေါ်တယ်เนาะသေဆုံးတယ်ဆရာတို့ pass away ကိုများသောအားဖြင့်တော်တော်များသုံးလာကြပါပြီ die ကိုသိမသုံးတော့ဘူးเนาะနောက်တစ်ခုက look for ဆိုတော့ search ရှာဖွေသည်နဲ့တူတူပဲเนาะနောက်တစ်ခုက look after ဆိုတာ take care ရရှိဆောင်ရှောက်သည်နဲ့တူတူပဲเนาะI just look after to my mother to my mother ငါရဲ့မိဘကိုငါအမေကိုငါစောင့်ရှောက်နေရတယ်။ Now hold on ဆိုတာကဆရာတို့ခဏလေး wait a short time ခဏလေးအတွင်းမှာနော်ခဏလေးအတွင်းမှာဆိုတဲ့စကားလုံးမှာဆရာတို့သုံးတယ် just hold on ခဏလေးစောင့်နော် just hold on ခဏလေးစောင့်နော် hold on ဆိုတာဆရာတို့ဖုန်းတွေပဲခေါ်လို့ရှိရင်လည်းကင်ထားရဆိုရင် just hold on ဆိုပြီးပြောရနော်ခဏလေးကင်ထားပါခဏလေးစောင့်ပါချိန်ခဏလေးပါလို့ပြောတာ run out က have none left ခေါ်တယ် run out ကဘာလဲဘာမှမကြံတော့ဘူးเนาะ the food is run out စားစာတွေအကုန်လုံးပြတ်လက်နေပြီလို့ပြောတယ်နောက် wake up ကဆရာတို့ကနိုးထသည်เนาะ wake up ကဘာလဲအားလုံးသိပါတယ်နိုးထသည် go back ကဘာလဲ return to place ကိုနေရာကိုပြန်သွားတာကို go back လို့ခေါ်တယ် give up ကတော့ခုနဆရာထပ်သွားတယ်ထင်တယ် give up ကတော့အလျှော့ပေးသည်ရှုံးပေးသည်လက်လွတ်လိုက်သည် take off က start to fly take off the plane is taking off soon the plane is taking off soon ကြာခင်လေမြန်ကနော်စတင်ပြန်တန်းနေပါပြီကြာခင်လေမြန်စတင်ပြန်တန်းမှာ the plane will take off soon ကြာခင်လေမြန်ပြန်တန်းတော့မှာဖြစ်ပါတယ်နောက်တစ်ခုက run away ကထွက်ပြေးလွတ်မြောက်တယ် escape နဲ့တူတူပဲ escape နော် he is run away from the enemies သူကရန်သူတွေလက်ကနေလွတ်မြောက်သွားတယ်ဒီပြောနော်အဲ့တော့ phrasal verb တွေအလုပ်ချက်ပါအရေးကြီးပါတယ်နော်ရရင်ရသလောက်ဆရာတင်ပေးနေပါတယ်အဲ့တော့သင်တန်းနဲ့ပတ်သက်ပြီးတော့စုံစမ်းခြင်းနဲ့ဆိုရင်ဆရာအကောင့် Messenger မှာတော့၎င်းဆရာ Viber ဖုန်းနံပါတ်မှာတော့၎င်းမင်းမြန်စုံစမ်းတက်ရောက်နိုင်ပါတယ် English full skill အပြင်ဆရာ IGCSE ကိုလည်းသင်ပါတယ်နော် IGCSE လည်းဆရာရှိမှာဘာသာစုံတက်လို့ရပါတယ်အဲ့တော့ grade 12 government နဲ့ပတ်သက်ပြီးတော့ grade 12တခုကို12တန်းကိုဆရာသင်ပေးတာဖြစ်ပါတယ်အင်္ဂလိပ်စာတည်တံသင်ပေးတာဖြစ်ပါတယ်เนาะ grade 12ကျတော့ government syllabus ကိုကျတော့ဆရာအင်္ဂလိပ်စာတည်တံမဲ့သင်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေ့နဲ့ပတ်သက်တဲ့စုံစမ်းခြင်းနဲ့ဆိုရင်တော့ဆရာကပြောတဲ့ဖုန်းနံပါတ်တော့၎င်း Viber တော့၎င်း Messenger မှာတော့၎င်းမေးမြန်းစုံစမ်းတက်ရောက်နိုင်ပါတယ်